ဒီကနေ့ခရစ်ယာန်ဖျားเจ้าတွေတချို့ခရစ်ယာန်နေအိမ်တွေမှာယေရှုရဲ့ရုပ်ပုံကားချက်တွေကျွန်တော်တို့တွေ့ရတယ်။ဖခင်ကိုကိုးစားပြုတဲ့ရုပ်ပုံတွေနော်တချို့ဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဆင်ဆိုပြီးမှထားတဲ့အိမ်တွေကိုလည်းကျွန်တော်တို့တွေ့ရတာအများကြီးရှိပါတယ်။တချို့ဖခင်เจ้าတွေမှာဆိုလို့ရှိရင်တော့ယေရှုရဲ့ရုပ်တုတွေမေတော်မာရိရဲ့ရုပ်တုတွေအဲ့လိုမျိုးထားပြီးမှကိုးကွယ်တာတွေလည်းရှိကြတယ်။ချို့ဆိုလို့ရှိရင်တော့အဲ့လိုမျိုးကိုးကွယ်မှပဲဘုရားကနားညောင်းပေးတယ်ဘုရားရဲ့ပုံသဏ္ဍာန်ကိုဘုရားရဲ့ပုံစံကိုကိုးစားပြုတဲ့အရာတွေအပြင်ကိုးကွယ်မှပဲသူတို့ကမှန်တယ်လို့ထင်နေကြတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒါကဘုရားသခင်အလိုရှိတဲ့ကိုးကွယ်ခြင်းမျိုးလားဘုရားသခင်ကသူ့ရဲ့ရုပ်ပုံကားချက်တွေပြုလုပ်ပြီးမှသူ့ကိုကိုးစားပြုတဲ့အရာတွေပြုလုပ်ပြီးမှကိုးကွယ်ဖို့ကျွန်တော်တို့ကိုအခွင့်ပေးထားသလားကျွန်တော်တို့တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာအဲ့လိုမျိုးပုံစံနဲ့ကိုးကွယ်ဖို့ဘုရားကိုကိုးစားပြုတဲ့အရာတွေနဲ့ကိုးကွယ်ဖို့ဘုရားကကျွန်တော်တို့ကိုအခွင့်မပေးထားပါဘူးအဲ့လိုမျိုးကိုးကွယ်ကြပါဆိုမှလည်းမမိန့်ကြားထားပါဘူးအဲ့လိုမျိုးကိုးကွယ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအထူးသဖြင့်ထွတ်မြောက်ရာကျမ်းအခန်းကြီး32အပိုင်ငယ်1ကနေ6ထဲမှာဖတ်ကြည့်တဲ့အခါမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒီနေရာမှာထွတ်မြောက်ရာကျမ်းအခန်းကြီး32ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာမာယွင်းတဲ့ပုံစံနဲ့ဘုရားကိုကိုးကွယ်တဲ့အရာကိုဖော်ပြထားတယ်မောရှေကတိနာတောင်ပေါ်ကိုဘုရားခင်နဲ့ဆက်သွယ်ဖို့နဲ့ပြီးလို့ရှိရင်တော့ပညတ်တော်10ပါးယူနေတဲ့အချိန်မှာတော်တော်လေးကြာသွားခဲ့တယ်အဲ့ဒီနေရာမှာရက်ပေါင်း40ခန့်ကြာသွားခဲ့တယ်ဒါကြောင့်အဲ့လိုမျိုးကြာသွားတဲ့အတွက်ကြောင့်မို့တောင်အောက်မှာစောင့်နေတဲ့ဣသရေလလူမျိုးတွေကကျတော့မောရှေကိုစောင့်ဖို့စိတ်မရှိခဲ့ကြဘူးစိတ်မရှိမှုတွေကြီးထွားလာတဲ့အတွက်ကြောင့်မို့သူတို့ရဲ့စိတ်မရှိခြင်းကပဲသူတို့လက်နဲ့သူတို့ကိုယ်တိုင်ဖျားကိုကိုးစားပြုတဲ့အရာကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါကြောင့်သူတို့ကဘာလုပ်တယ်လဲဆိုလို့ရှိရင်တော့အာရုန်ထံတို့စုဝေးပြီးမှတဲ့ထပါငါတို့ရှေ့မှာတွားရတော့ဖျားတို့ကိုငါတို့အဖို့လှုပ်ပါငါတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်တော့သူမောရှေနဲ့အဘယ်တို့ဖြစ်ဒီကိုငါတို့မသိပါဟုပြောဆိုကြ၏တဲ့မောရှေဘာဖြစ်နေလဲမသိဘူးတေးသွားပြီလားမသိဘူးဒါကြောင့်မို့ထပါလားဒီအေဂုတုပြည်ကနေအီဂျစ်ပြည်ကနေငါတို့ကိုနှုတ်ဆောင်တဲ့ဖျားတို့ကိုလှုပ်ပါဆိုပြီးမှသူတို့ကစုဝေးကြတယ်တဲ့စစ်မှန်တဲ့ဖျားကိုသူတို့ကစောင့်ရမယ့်အစားဖျားကိုကိုးစားပြုတဲ့မျက်စိနဲ့မြင်ရတဲ့ဖျားပုံသဏ္ဍာန်ကိုပြုလုပ်ပြီးမှအဲ့ဒီအရာနောက်ကိုလိုက်ဖို့ဆန္ဒရှိခဲ့ကြတယ်အဲ့တော့အာရုံကလည်းဘာပြောတယ်လဲဆိုလို့ရှိရင်ဟုတ်ပြီဒီတို့ရဲ့မယားသားသမီးတွေနဲ့သူတို့ရဲ့နားမှာဆင်ထားတဲ့ရွှေနှောင်းတွေကိုဒါဆိုလို့ရှိရင်ချွတ်ပြီးမှငါ့စီကိုယူလာခဲ့ကြပါဆိုမှပြောတဲ့အခါမှာဣသရေလလူမျိုးတွေကလည်းသူတို့နားမှာဆင်ထားတဲ့ရွှေနှောင်းတွေကိုချွတ်ပြီးမှအာရုံထံကိုယူခဲ့ကြတယ်အဲ့နဲ့အာရုံကလည်းလက်ခံပြီးမှနွားတငယ်ရုပ်ပုံသဏ္ဍာန်ကိုကညစ်နဲ့ရေးသားပြီးလင်းနဲ့ဆိုလိုတာကနွားတငယ်ရုပ်ပုံသဏ္ဍာန်ကိုသူတို့ကသူ့အနေနဲ့ဒီဒီဇိုင်းဆွဲဒီလိုမျိုးလုပ်ပြီးမှပြုလုပ်ပြီးမှတွန်းလေတဲ့ဣသရေလလူမျိုးကလည်းအိုးဣသရေလအမျိုးဤဖျားဒီတင့်ကိုအေဂုတ်တုပြည်မှနှုတ်ဆောင်သောတင်ဤဖျားဖြစ်တော်မူ၏ဟုဆိုကြ၏တဲ့အဲ့ဒီနွားတငယ်ရုပ်ကိုသူတို့ကကြည့်ပြီးမှဒါကငါတို့ကိုအီဂျစ်ပြည်ကနေနှုတ်ဆောင်လာတဲ့ဖျားဖြစ်တယ်ဆိုမှတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ကိုးကွယ်ကြတာဖြစ်တယ်ဆိုတော့ဒီဣသရေလလူမျိုးတွေအနေနဲ့ဒီလိုမျိုးဖျားကိုကိုးစားပြုတဲ့နွားတငယ်ရုပ်ကိုပြုလုပ်ဖို့သူတို့ဘယ်ကနေ idea ရခဲ့တာလဲဒီလိုမျိုးအတွေးခေါ်သူတို့ဘယ်လိုလုပ်ပြီးရကြတာလဲကျွန်တော်ကြည့်တဲ့အခါမှာဘယ်လိုလုပ်ပြီးရတယ်လဲဆိုလို့ရှိရင်တော့သူတို့အေဂုတုပြည်မှာကျွန်ခံခဲ့တဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင်တော့သူတို့မြင်ခဲ့ရတဲ့အရာတွေကကြောင့်အီဂျစ်လူမျိုးတွေကိုးကွယ်တဲ့နတ်ဖျားတွေရုပ်တုဆင်းတုတွေကိုပဲသူတို့ကကျတော့မြင်တွေ့ခဲ့ရတာဖြစ်တယ်ဒါကြောင့်မို့သူတို့ရဲ့အတွေးခေါ်ထဲမှာဖျားဆိုတာကကျတော့ဒီလိုမျိုး
မြင်ရတဲ့အရာကိုစားပြုတဲ့အရာအပြင်ကိုးကွယ်ရမယ်ဆိုမှသူတို့ကထင်နေကြတာဒါကြောင့်မို့အာရုံထံကိုသူတို့စုဝေးပြီးမှနွားတငယ်ရုပ်ကိုသူတို့ကပြုလုပ်ခဲ့ကြတာလေဒါပေမဲ့ဖယားခင်ကလေဣဒေလလူမျိုးတွေကိုအစကတည်းကနေရုပ်တုဆင်းတုနဲ့ရုပ်တုဆင်းတုပြုလုပ်မှကိုးကွယ်တဲ့အရာကိုတားမြစ်ထားပြီးသားဖြစ်တယ်။ထွန်းမြောက်ရာကျမ်းအခန်းကြီး20အပိုင်ငယ်4ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာအထက်မိုးကောင်းငင်အောက်၌၎င်း အထက်မိုးကောင်းငင်၌၎င်းအောက်အရက်မြေကြီး၌၎င်းမြေကြီးအောက်ရေထဲ၌၎င်းရှိသောအရာနှင့်ပုံတရံသူအောင်ရုပ်တုဆင်းတုကိုအဖို့မလုံးနဲ့ဥမချဝတ်မပြုတ်နဲ့ဆိုပြီးမှအစကတည်းကနေပညတ်ထားပြီးသားဖြစ်တယ်မိန့်ကြားထားပြီးသားဖြစ်တယ်အထက်မိုးကောင်းကင်၌၎င်းမိုးကောင်းကင်မှာရှိတဲ့အရာတွေကျဲတွေလှတွေနေတွေပြီးလို့ရှင်တော့စัจ java လာမှာမြင်ရတဲ့အရာတွေဂျိုတုတွေစတဲ့အရာတွေကိုကိုစားပြုတဲ့ကိုစားပြုပြီးမှအဲ့ဒီအရာတွေပုံတရံတွေကိုပြုလုပ်ပြီးမှဖယားကိုစားပြုတဲ့အရာကိုမလောက်ဆောင်ဖို့တားမြစ်ထားပြီးသားဖြစ်တယ်ပညတ်ထားပေးထားပြီးသားဖြစ်တယ်မြေကြီးပေါ်မှာရှိတဲ့အရာတွေကျွန်တော်တို့လူတွေတောင်တွေတစ်ပင်တွေကြောက်တုံးတွေစတဲ့အရာတွေကိုရုပ်တုဆင်းတုမလောက်ကြနဲ့ဖယားကိုစားပြုတဲ့အရာမလောက်ကြဖို့ဖယားကမိန့်ကြားထားပြီးသားဖြစ်တယ်မြေကြီးအောက်မှာရှိတဲ့အရာတွေကိုရေထဲမှာရှိတဲ့အရာတွေကိုဖယားကအစကတည်းကနေပညတ်ထားပြီးသားဖြစ်တယ်ဖယားပုံတရံကိုစားပြုလို့မရဘူးဘာဖြစ်လို့လဲဖယားကနာဝိညာဉ်ဖယားဖြစ်တယ်ဖယားကနာဝိညာဉ်ဖယားဖြစ်တဲ့အတွက်ကြောင့်မို့ဒီသူဖန်ဆင်းထားတဲ့ဖန်ဆင်းခံအရာတွေနဲ့ဖယားကိုစားပြုတဲ့အရာကိုပြုလုပ်လို့မရဘူးဖန်ဆင်းထားတဲ့ဖန်ဆင်းခံအရာတွေနဲ့မျက်စိနဲ့မြင်ရတဲ့အရာတွေနဲ့ဖယားပုံစံကိုကျွန်တော်တို့ပြုလုပ်လို့မရဘူးဒါကြောင့်မို့ဖယားကအစကတည်းကနေပညတ်ထားပြီးသားဖြစ်တယ်အဲ့ဒီလိုမျိုးအရာတွေနဲ့ဖယားကိုစားပြုတဲ့ရုပ်တုဆင်းတုတွေကိုဖို့မလုံးနဲ့ဥမချဝတ်မပြုနဲ့ဆိုမှမိန့်ကြားထားပြီးသားဖြစ်တယ်ဒါပေမဲ့ဣဒေလလူမျိုးတွေကကျတော့နွားတငယ်ရုပ်ကိုပြုလုပ်ပြီးမှဒါကငါတို့ကိုအဂုတုပြည်ကနေနှုတ်ဆောင်တဲ့ဖယားဖြစ်တယ်ဆိုမှသူတို့ကကူးကွယ်ခဲ့ကြတယ်သူတို့အနေနဲ့တော့တကယ်တော့ထာဝရဘုရားကိုကူးကွယ်တာပဲနော်ထာဝရဘုရားအသက်ရှင်တဲ့ဘုရားကိုသူတို့ကကျတော့ကိုးကွယ်တာပဲဒါပေမဲ့ဘုရားကိုစားပြုတဲ့အရာကိုပြုလုပ်ပြီးမှကိုးကွယ်ခဲ့ကြတာပဲဒါပေမဲ့သူတို့အနေနဲ့ကိုးကွယ်တာကသူတို့ရဲ့ idea သူတို့ရဲ့အတွေးအခေါ်နဲ့သူတို့ရဲ့တွေးခေါ်တဲ့အရာတွေအားဖြင့်ဘုရားကိုကိုးကွယ်ခဲ့ကြတာဖြစ်တယ်ဘုရားခင်မိန့်ကြားထားတဲ့အတိုင်းကိုးကွယ်တာမဟုတ်ဘူးဘုရားခင်ပြဋ္ဌာန်းထားတဲ့အတိုင်းကိုးကွယ်တာမဟုတ်ဘဲနဲ့သူတို့အနေနဲ့သူတို့ရဲ့ idea အားဖြင့်ပုံဖော်ထားတဲ့အရာအားဖြင့်ကိုးကွယ်ခဲ့ကြတာဖြစ်တယ်ဘုရားကိုတော့ကိုးကွယ်နေတာပဲဒါပေမဲ့လေမာယွင်းတဲ့ပုံစံနဲ့သူတို့ကကိုးကွယ်ခဲ့ကြတာဖြစ်တယ်တမမိတ်ဆွေများဒီကနေ့ခရိယန်အတိုင်းဝိုင်းထဲမှာလည်းအများကြီးရှိတယ်နော်အဲ့လိုမျိုးပုံစံနဲ့ကိုးကွယ်နေကြတာကိုတော့ဖယားကိုကိုးကွယ်နေတယ်လို့ထင်နေကြတယ်ကိုတော့ဒီလိုမျိုးပုံစံနဲ့ဖယားကိုကိုးကွယ်လိုက်လို့ရှင်တော့ဖယားခင်လက်ခံမှာပဲလို့သူတို့အနေနဲ့တော့စိတ်ထဲမှာတော့ထင်နေကြတယ်ဒါပေမဲ့လေအဲ့ဒါကဖယားခင်ပြဋ္ဌာန်းထားတဲ့ပုံစံလားဖယားခင်ကျွန်တော်တို့ကိုအဲ့လိုမျိုးကိုးကွယ်ပါဆိုမှမိန့်ကြားထားသလားတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုဘယ်လိုကိုးကွယ်ရမလဲဆိုမှတွင်တင်ထားတဲ့အရာအပြင်ကျွန်တော်ကိုးကွယ်နေသလားစင်ချင်ဖို့အင်မတန်မှအရေးကြီးတယ်နော်ဒါကြောင့်မို့ရုပ်တုဆင်းတုတွေပြုလုပ်ပြီးမှကိုးကွယ်တာဟာမာယွင်းသောပုံစံအပြင်ကိုးကွယ်ခြင်းဖြစ်တယ်ယေရှုရဲ့ရုပ်ပုံတွေကြည့်မှလက်ဝါးကတိုင်တွေကိုကြည့်မှအဲ့ဒီအရာတွေအပြင်ဖယားကိုကိုးကွယ်တယ်ဆိုလို့ရှိရင်တော့မာယွင်းသောပုံစံနဲ့ကိုးကွယ်ခြင်းဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုကိုးကွယ်ရမလဲဖယားခင်ကနာဝိညာဉ်ဖယားဖြစ်တယ်လို့ပြောပါတယ်နာဝိညာဉ်ဖယားဖြစ်တဲ့အတွက်ကြောင့်မို့ဖယားကိုကိုးကွယ်တဲ့သူတွေဟာနာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ကြရမှာဖြစ်တယ်ယေရှုခရစ်တော်တွင်တင်တာကကျတော့နာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်မှသာလျှင်စစ်မှန်သောကိုးကွယ်ခြင်းကိုကျွန်တော်ကကျတော့ပြုလုပ်နိုင်မှာဖြစ်တယ်ဖ
ဖခင်ရဲ့ပုံသဏ္ဍာန်တွေကိုစားပြုတဲ့အရာတွေကိုပြုလုပ်မှကိုးကွယ်နေတဲ့အရာတွေဟာမာယွင်းသောပုံစံအပြင်ကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာကိုဒီကနေ့မှာဝေငှချင်တာဖြစ်ပါတယ်နှုတ်ဘတ်တော်ကိုကြားနာကြတဲ့ညီကောင်မောင်နှမများအရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးတက်ရောက်ပါစေ